အီယာမလူထွားကြီးတယောက်ကိုဖယင်မနဲ့အတူညစာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ကြီးမားတဲ့လေးချိန်ကြောင့်ထိုင်ကုန်ဟာသူထိုင်လိုက်တာနဲ့ပြိုကျလိုနီးပါးဖြစ်သွားခဲ့ပါတယ်ဒါကြောင့်သူ့ကိုအခန့်ကျွေးမွေးရမှာတော့မလွယ်ကူပါဘူးမူးမတ်တွေဟာသူ့ကိုတဲခင်းအခန့်ဖို့လေကားနဲ့တက်ရပြီးဇုံးနဲ့ခရင်စာကော်ပြားနဲ့ဓာတ်ကိုပေးထားရပါတယ်လူထွားကြီးဟာခရင်ကိုတုံးပြီးပေါင်မုတ်များကိုအလွယ်တကူကောက်ယူကကြက်ဥပန်းကန်နဲ့နစ်ပြီးတကိုက်တဲနဲ့မျိုးချလိုက်ပါတယ်ထမင်းစားပြီးတဲ့နောက်ကော်ဖီအိုးကြီးတဲ့လုံးကိုသူ့ကွက်ထဲလောင်းထည့်လိုက်ပါတယ်သူကအားလုံးကိုခက်မြင်မြန်ပဲတောက်လိုက်ပေမဲ့အရသာကိုမကြိုက်တာကြောင့်ချက်ချင်းထွေးထုတ်လိုက်ပါတယ်ပြီးတော့ကျေးဇူးတင်တဲ့အနေနဲ့သူဖော်ဆက်ထားတဲ့ဖြော်ရည်ကိုထုတ်ပြီးလူတိုင်းကိုပေးလိုက်ပါတယ်အနီးနားကမိန်းကလေးငယ်တယောက်ကပြီးခဲ့တဲ့အချိန်ကအဖြစ်အပျက်ကိုတတိယပြီးမတောက်ဖို့တားရန်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့အရန်နောက်ကျသွားပါပြီလူတိုင်းကခွက်တွေကိုစီယူပြီးတွန့်ဆုတ်ခြင်းမရှိပဲတောက်လိုက်ပါတယ်စက္ကန့်ပိုင်းတွင်းမှာပဲထူးဆန်းတဲ့မျက်နှာအမူအရာတွေပေါ်လာပါတယ်ရုတ်တရက်လုံခြုံရေးအကြီးအကဲတယောက်စီကကျဲလောင်တဲ့လေးလေတန်းထွက်ပေါ်လာပါတယ်ထို့နောက်ဗိုလ်ချုပ်ကြီးနှစ်ယောက်လေထဲကိုချက်ချင်းမြောက်တက်သွားပြီးဖယင်မကြီးလည်းလေးလဲမိသွားပါတယ်တော်ဝင်ခွေးတွေကနန်းတွင်တကားဝါကိုလွင့်စင်သွားပြီးနန်းတော်တစ်ခုလုံးရုတ်ရုတ်တဲတဲဖြစ်ကုန်တာကြောင့်ဖယင်မကြီးလည်းလုံးဝရင်းသွားပါတယ်